မင်္ဂလာပါဒီနေ့တော့အခန်းငါကိုဒီလေးလာကြမှာတော့ jam အိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးတော့ထည့်လာကြည့်ကြမယ်။မှာပါတဲ့အဝေးလေးတွေဆက်သွားခြင်းနဲ့ပေါ့နော်။အဲ့မှာဆိုလို့ရှိရင် jam အိတ်ဆက်ခြင်း folk ဆိုတာပြည့်ပြည့်ဝဝဆိုတဲ့ပဲ။ဂျာတာအိတ်တီကျောင်းမတကယ်ကိုဇွညိုဟာတာရေးကြည့်သည်ဤတော့ဒီလိုမျိုးဘန်ပေါက်စာနီလန်စစ်တာအသုံးပြုသည်မေအေးဆိုတာနေတိုင်းဂါထန်ဆိုတာတူနေတဲ့နော်စီခန်းကအချိန်အီရောနာတာအေယာထသည်နက်ဆိုတာကနေကင်းကိုပြောတယ်။ကာပြုတ်တာဆိုပေါ်ပါတော့အွန်တုံဆိုတာအာကစားရှင်းမာတာပြင်းထန်သည်ဂျောညော့ဆိုတာညနေခင်းနှုတ်ချဆိုတော့ green tea ကိုပြောတယ်။ဟုံးချဆို black tea ကာဖေအင်းဆိုတာ caffeine ကိုပြောတယ်။အုံးမြူဆိုတာတောက်စရာဖီဟာတာရှောင်းကျင်သည်မန်တာများသည်sorry မာညီအများကြီးမောက်တာစားသည်တတထတာနှွေထွေးသည်ဥယူစွာနွားတို့ဂျန်ဆိုတာခွတ်ဆိုတဲ့ unit ကိုပြောနော်တစ်ခွတ်နှစ်ခွတ်ဆိုတော့ခွတ်ဆိုတဲ့ unit ဒယ်တာဆိုတာကကြတော့သူကစားသည်တောက်သည်တို့ရဲ့အမြင့်သုံးပေါ့အသုံးဆောင်သည်ဆိုတဲ့အဓိပ္ပာယ် okay အဲ့တော့တွက်ကြည့်မယ်다음에 잠은 A세치고 푹 자는 것을 정말 중요해요. 푹 자는 것은 비비오와 에이데야 가로 어떻게 고마 예지 바에래. 잠이래. A세치고 자안 누며 A세친가 자안 누며 깡깡 말라우 소인 또로 안 누며 말라우 본 그러잖아. 깡깡 에이메 비오우 소인 이런 리로묘 방법을 니란디고 써보세요. သုံးပြုကြည့်ပါတဲ့နံပါတ်1အနေနဲ့ကမဲဤနေတိုင်းဂါထန်ရှိကန်နဲ့တူညီတဲ့အချိန်မှာဇမန်စာကိုအိပ်ဆက်ပြီးတော့ဂါထန်ရှိကန်နဲ့တူညီတဲ့အချိန်မှာဣရနာစေရောအေးရထားပါတဲ့နံပါတ်2အနေနဲ့ကတော့နတ်ကျေနေကင်းမှာဆိုလို့ရှိရင်ဂါပြောင်းအွန်တုံးပေါ်ပါတဲ့အားကစားတွေကိုဟဲဖို့စေရောပြုလုပ်ပါတဲ့ပြုလုပ်ကြည့်ပါပေါ့နော်ပြီးလို့ရှိရင်နံပါတ်3အနေနဲ့ကတော့ဂျာဂီကျော်နဲ့မအိတ်ခင်မှာရှင်းမအွန်တုံးကိုဟာဂျီမာစေရောတဲ့ရှင်းမပြင်းထန်တဲ့အွန်တုံးကိုအားကစားတွေကတော့ဟာဂျီမာစေရောမပြုလုပ်ပါနဲ့တဲ့နံပါတ်4အနေနဲ့ကတော့ကြောင်ညော်ကယ်နဲ့ညနေခင်းမှာတဲ့ကော်ဖီပဲဖြစ်ဖြစ်နှုတ်ချဆိုတဲ့ green tea တွေပဲဖြစ်ဖြစ်ဟုံးချဆိုတဲ့ black tea တွေပဲဂါထန်အစရှိအဲ့လိုမျိုးတွေပေါ့နော်ဟုံးချဂါထန်ဟုံးချတို့လိုမျိုးကာဖိန်းဓာတ်ကအင်းနဲ့ရှိတဲ့အွန်မျိုးတွေတောက်စရာတွေကိုဖိဟစေရောရှောင်ကျင်ပါတဲ့နံပါတ်5ကဂျောညော့ကညနေမှာအုံးရှိကအစားအစာကိုနော်မအရန်ကိုမှမာညီမောချီမှာစေရောများကြီးမစားပါနဲ့နံပါတ်6ဂျာဂီဇော်နဲ့မအိတ်ခင်မှာတတထန်ဥယူတွေဟန်ချန်ဒစေရောဒီနွေးနွေးလေးရှိတဲ့ဥယူနွားနို့ကိုဟန်ချန်တစ်ခွက်လောက်ဒစေရောသုံးဆောင်ပါတဲ့လောစားပါလိုက်ဖက်ကြည့်မယ်နော်잠은 푹 자는 것을 정말 중요해요. 잠이 잘 안 오면 이런 방법을 써보세요. 매일 같은 시간에 잠을 자기 전- 매일 같은 시간에 잠을 자고 같은 시간에 일어나세요. 낮에 가벼운 운동을 해보세요. 자기 전에 심한 운동은 하지 마세요. 저녁에는 커피나 녹차, 홍차 같은 카페인이 있는 음료를 피하세요. 저녁에 음식을 너무 먹지 마세요. 너무 많이 먹지 마세요. 자기 전에 따뜻한 우유를 한 잔 드세요. 네, 여기까지 합니다. 안녕.